တစ်ချိန်ကလေအသေးနှစ်အောင်ချစ်ခဲ့ရဲဆိုတဲ့ဇုံတွဲတွေတောင်မှလေလုံးဝပြန်မတွေ့နိုင်တော့ဘူးမစုံနိုင်တော့ဘူးဆိုတဲ့အခြေအနေမျိုးရောက်သွားနိုင်တယ်ဒါပေမဲ့မိုးလင်းနေထွက်ချိန်နဲ့ညနေနေဝင်ချိန်မှာတောက်တဲ့ဆေးဝါးတွေကအသေးမှလာစုံကြတယ်အဲ့ဒီလိုမျိုးစုံကြတဲ့အတွက်လုံးဝတွဲမတောက်သင့်ဘူးဒီဆေးတောက်နေရင်ဒီဆေးလုံးဝမတောက်သင့်ဘူးဆိုတဲ့ဆေးအကြောင်းတွေကိုကျွန်တော် sharing လုပ်ချင်ပါတယ်ကျွန်တော်ကတော့ဒေါက်တာချမ်းမင်းဖြစ်ပါတယ်ကျမ်းမာရေးဘူးတူတာတွေကိုအလင်းတင်တယ်လို့ကျွန်တော် sharing လုပ်ပေးနေပါတယ်ခင်ဗျာကျွန်တော်ဒီ topic လေးဒီ content လေးကိုဘယ်လို create လုပ်မယ်လို့ကျွန်တော် idea ရလဲဆိုတော့ကျွန်တော် pharmacy နဲ့ပတ်သက်တဲ့ CME လေးတခုကိုကျွန်တော် join ဖြစ်တယ်အဲ့ဒီမှာဆေးဝါးတွေကဒီလိုပဲတူလည်းမတောက်တဲ့တလို့တောက်နေတဲ့အချိန်မှာမနက်ခင်တောက်ရင်ညနေတောက်တယ်ဆိုတာမျိုးတော့လက်မခံနိုင်တဲ့ဆေးဝါးတွေရှိတယ်တောက်လိုက်ပြီဆိုလို့ရှိရင်ဆေးနှမျိုးမှာတစ်မျိုးရဲ့အာနိသင်ကိုဖြတ်စည်းနိုင်တဲ့အခြေအနေတွေရောက်သွားနိုင်တယ်အဲ့ဒါလေးကိုကျွန်တော် idea ရပြီးတော့ကျွန်တော်တို့ကျမရေးဝန်ထမ်းတွေပဲတည်ယုံနဲ့မလုံလောက်သေးဘူးတော်တော်များများကဆေးတော်တော်များများဒီတွင်တွင်ကြဲကြဲသုံးနေပါလားအဲ့ဒီဆေးတွေဒီလိုမျိုး interaction ရှိတယ်ဆိုတာတိမှအရှောင်ကျင်နိုင်မယ်လို့ယူဆလို့ကျွန်တော်ဒီ video လုပ်လိုက်တာပါပထမတစ်တွဲကဘာလဲဆိုတော့ OC pay ပေါ့နော်တရေသားဆေးပေါ့တရေသားဆေးတောင်းနေတဲ့လူတွေဒီတကယ်လို့များတာအဆုတ် TB ယောဂဖြစ်ခဲ့လို့ TB ဆေးတောင်းရပြီဟေ့ဆိုလို့ရှင်အဲ့ဒါပြောင်းရတော့မယ်တရေသားဆေးကိုပြောင်းရမှာနော်ဘာဖြစ်လဲဆိုတော့ TB ဆေးကြောင့်မလို့တရေသားဆေးကအလုံးမလုံးတော့အဲ့တော့ကိုဝင်ရသွားနိုင်တယ်အဲ့တော့ TB ဆေးအဆုတ် TB ဆေးကို6လတနေ့တောင်းနေရတဲ့လူနာများဆိုလို့ရှိရင်ကိုဝင်သားမယ်တရေသားမယ်ဆိုလို့ရှိရင်ကွန်ဒုံးတို့မဟုတ်တအိမ်ထဲကိုထည့်တဲ့ IUCD ဆိုတဲ့ device လေးထည့်မှသာအဆင်ပြေပါလိမ့်မယ်ခင်ဗျဒါပထမတစ်တွဲပါဒုတိယတစ်တွဲကဘာလဲဆိုတော့တော်တော်များများသုံးကြတယ် NSAID လို့ခေါ်တဲ့အကိုက်ခဲပျောက်ဆေးအုပ်စုပေါ့နော် Ibuprofen တို့ Diclofenac တို့အဲ့ဒီလိုမျိုးဆေးတွေအဲ့ဒါတွေကတော်တော်များများပဲလူကြီးတွေပဲတောက်များတာဗာဆေးလဲဆိုတော့သွေးကြဆေးအဲ့ဒီသွေးကြဆေးဒီကိုရဲ့အာနိသင်ကိုတူတူတောက်မိလိုက်လို့ရှိရင်သွေးကြဆေးအာနိသင်ကမကြတော့သွေးတိုးနိုင်တယ်ပေါ့နော်ပြီးတော့စီးဆေးတောက်နေတဲ့လူကြီးတွေများရှိခဲ့သည်ရှိတော့ခုနပြောတဲ့ဆေး၃မျိုးစုံသွားမယ်ဆိုပါတော့စီးဆေးသွေးကြဆေးကိုက်ခဲပြောက်ဆေးအဲ့ဒီဆေးတွေကတောက်မိလိုက်လို့ရှိရင်ကြောက်ကပ်ပြက်စီးနိုင်တဲ့အဒီလူကြီးတွေကိုဒုက္ခပေးနိုင်ပါတယ်ဒါကဒုတိယတစ်တွဲပါတတိယတစ်တွဲကဘာလဲဆိုတော့ Omeprazole ဆိုပြီးတော့မှတော်တော်များများသုံးကြတယ်ပေါ့နော်အစာအိမ်နာပျောက်ဆေးပေါ့အဲ့ဒါကိုသွေးကျဲဆေးပေါ့လူကြီးတွေပဲတောက်များတယ်နော် Clopidogrel လို့ခေါ်တဲ့သွေးကျဲဆေးနဲ့ဒါအတူတူပေါင်းတောက်လိုက်ကြည့်လို့ရှိရင်မစွမ်းတော့ဆေးရအဲ့တော့သွေးကျဲဆေးဒီသွေးမကျဲတော့ဘူးဖြစ်သွားနိုင်ပါတယ်သွေးကျဲဆေးတောက်နေရတဲ့လူကြီးတွေဆိုလို့ရှိရင်ဒုက္ခရောက်နိုင်တဲ့အခြေအနေတိဖြစ်နိုင်ပါတယ်ဒါတတိယတစ်တွဲဖြစ်ပါတယ်စဒုဋ္ဌတစ်တွဲဆေးရဘာလဲဆိုတော့ Omeprazole ပဲအစာအိမ်ဆေးပဲပေါ့နော်အဲ့ဒါကဘာဆေးနဲ့တွဲမတောက်ရဘူးလဲဆိုတော့itraconazole လို့ခေါ်တဲ့ကျွန်တော်တို့မှုတ်တက်ဆေးတွေမှုတ်တက်နေတဲ့ဆေးတွေအဲ့ဒီဆေးတွေကမှုတ်တက်ဆေးတွေကဘယ်မှာတောက်ရလဲဆိုတော့ဘယ်အခြေအနေမှာတောက်ရင်အသင့်တော်ဆုံးလဲဆိုတော့အစာအိမ်ထဲမှာ acid ဓာတ်များနေတဲ့အချိန်ဆိုလို့ရှိရင် itraconazole ဆိုတဲ့ဆေးရဲ့အာနိသင်ကအကောင်းဆုံးဖြစ်တယ် Omeprazole ကဘာလုပ်လိုက်လဲဆိုတော့အဲ့ acid ဓာတ်ကိုသူက short ချလိုက်တာအဲ့တော့မှုယောဂါမပြောက်ဘူးဖြစ်ပါလိမ့်မယ်ဒီလိုမျိုးတွဲမတောက်သင့်ပါဘူးနောက်တစ်ခုဆေးက Omeprazole ပါပဲဘာနဲ့မတွဲမတောက်ရဘူးလဲဆိုတော့ကျွန်တော်တို့အခုအတောက်များနေတဲ့လူကြီးလူငယ်တွေတောက်များနေတဲ့ collagen ဆိုတဲ့ဟာနဲ့အတွဲမတောက်တင်ဘူး collagen ဒီလေခန္ဓာကိုယ်ထဲမှာ acid ဓာတ်အရမ်းများနေတဲ့အချိန်တွေမှာသူ့ရဲ့ absorption ကအကောင်းဆုံးဖြစ်တယ်ဆေးရဲ့အာနိသင်ကအကောင်းဆုံးဖြစ်တယ်အဲ့ဒါကြောင့်မလို့ collagen ကိုကျွန်တော်တို့မနက်မိုးလင်းလင်းချင်းမှာဘာမှမရှိရဲ့အစာအိမ်ထဲကို collagen အရင်တောက်တဲ့အရင်နဲ့ပြီးတော့နိုင်ဝက်လောက်နေမှာအစာစားတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှင်သူ့ရဲ့ဆေးရဲ့ absorption အကောင်းဆုံးဆေးအာနိသင်အကောင်းဆုံးရတဲ့အချိန်ဖြစ်ပါတယ်အဲ့ဒီလိုမျိုး collagen က acid ဓာတ်ကိုကြိုက်တဲ့အတွက်ဗီတာမင် C တွေနဲ့လည်းတွဲတောက်ကြပါတယ်အဲ့ဒီလိုအခြေအနေမှာ Omeprazole တောက်မိလို့ရှိရင် collagen ရဲ့ဆေးရဲ့အာနိသင်ကိုရှော့ချလိုက်တယ်အဲ့ဒါကြောင့်မလို့ဒီအတွဲအဆက်ကလည်းဒူမတောက်တဲ့ဆေးတွေမှာပါပါတယ်ရှေ့မှာကျွန်တော်ပြောသလိုပဲမိုးလင်းနဲ့မိုးချုပ်တောက်တဲ့အချိန်တွေခွာပြီးမတွေ့စေချင်လို့ခွာပြီးတောက်တဲ့ဆေးတွေတောင်မှအသေးမှာတစ်ချိန်မှာပြန်တွေ့ရလုံးဝတွဲမတောက်တင်ပါဘူးသူမနဲ့သူလို့ပဲပေါ့နော်ဝေးကွာသွားပြီဆိုလို့ရှိရင်လုံးဝပြန်မတွေ့တော့ဘူးလို့မထင်ပါနဲ့အဆေးတွေကတော့အသေးမှာပြန်တွေ့ပါတယ်ခင်ဗျကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာဘိုင်ဘိုင်